ကိုမရကြော်ညာရတော့ငါဝတ်တဲ့ဝတ်စုံလေးမယောင်းမေးဘူးလားဆိုတော့ရောင်းမေးပါမယ်ရှင်ချစ်စရာလေးသူကတော့ဒီလို top လေးနဲ့စကတ်လေးနဲ့ပေါ့နော်သူကကျတော့လုံးဝချီတာပါဒီမှာရနာသားအနိကပြပေးပါမယ်ချီတာပါချီအစင်းသားပေါ့နော်စကတ်ဆိုလို့ရှိရင်ကိုပေးမောင်းမိပါတယ်ပေါ်မှာလုံးဝစိတ်လူထိဘူးချစ်စရာလေးသူကကျတော့ဘယ်လိုပြောလဲလုံးဝဟိုခိုင်းမလေးကိုဒီနောင်မလေးကိုသူကစကတ်ပေါ့လေဟိုလေးချစ်ဖို့ကောင်းတယ်ဈေးကလည်းအရင်တန်တယ်ဒီလိုဝမ်းဆက်ကိုလေးအပြင်မှာ3000ကျော်4000တောင်ထင်ရတဲ့ quality မျိုးတော့နော်နောက်ကျော်ဒီလိုနောက်ကျော်ချီလေးပါသူဒီလိုနောက်ကျော်အမှလည်းတရေချိုးပါပါလေဒီလိုနောက်ကျော်လေးပေါ့နော်အရင်ကလာလိုင်းတွေကတော့အများကြီးပဲဒီကနောက်မှဆိုလို့ရှိရင်တော့ချိန်ထားတဲ့အရင်ကလာလိုင်းတွေဆိုလို့ရှိရင်အများကြီးပဲအဲ့တော့လိုချင်တဲ့တဲ့တွေနိုင်ရဲ့ CV မှာအရင်ကလာလိုင်းတွေလာမေးလို့ရပါတယ်ဝါဆက်ဆောင်ဘယ်လောက်လို့ချိန်2000လောက်မပြည့်ဘူး18500နဲ့ဒီလိုဝါဆက်ဆောင်ရတာကွယ်တော်လေးတန်တယ်ကြည့်တော့ချင်း